โอเคဒီမှာတော့ကျွန်တော်တို့လေးဘက်ကငင်းနိုင်လေးတို့သွားရိုက်မှာဖြစ်ပါတယ်။မာဘယ်လိုမြင်လားเนาะနောက်ကဝင်းတုတ်ကြီးမမြင်ဘူး။လာပြီမြို့ဝင်းတုတ်နဲ့လေကားရင်းမှာတီးပြီးငါကောင်လေးကเนาะမကြည့်နဲ့လို့ပြန်ဆင်းလာတာပါတယ်เนาะပြန်ဆင်းလာတော့လာခဲ့လားပြန်ဆင်းလာတဲ့ခါကျတော့ဘာထုတ်ပေးရမလဲတူတူကောင်တီးထုတ်ပေးလိုက်တယ်ပြီးတော့ဒီကောင်ကကျွန်တော်လက်မြောက်မင်းမလုံနဲ့လက်မြောက်တာလောက်တာနေမြပြစ်မှာโอเคလိမ်ပါတယ်လက်နဲ့ချောင်းမထောင်နဲ့လက်ချောင်းထောင်ရင်ပြစ်လိုက်ပြီကျော်ရောအမောရောအသေးနောက်တော့လာကျောက်နဲ့လက်နဲ့ချပြီးလက်မြောက်လိုက်တက်ချမ်းသာပဲမယ်လက်နဲ့ချပြီးလက်မြောက်လိုက်အေးလိမ်ပါတယ်နော်လက်နဲ့ချလက်မြောက်ထားလိမ်ပါအဲ့ဒါတက်ပြန်စင်းအဲ့ဒါကမလို့တက်မှာရောအမထောင်းနဲ့တို့စပီးဆွဲပေးလိုက်ကိုလူနေရလေမရိုးရဘူးဒီမှာမျက်လုံးမှောင်နေပြီတဲ့မသူမနေ့ကဲလိုက်ရသေးတယ်တော်သေးရဲ့နော်စောင်းလင်သွားလို့ကဲနော်ဒီမှာနောက်တစ်ခေါက်ထပ်တွေ့တာပါတဲ့နော်နောက်တစ်ခေါက်ထပ်တွေ့တာပါတဲ့ကောင်းလေးစကွာလိုက်ပဲကောင်းလေးဒီလားတော့ကားလေးတော့ထားတယ်ကဲတဲတန်ပြစ်နေတာမတူပါပေါ့ဒီနန်သားလေးထပ်စားလိုက်ကောင်းလားအတူဘကပြရမလို့ကျွန်တော်တို့ကပြရမလို့အတူလည်းဟိုဘပြေးလိုက်ဒီဘပြေးလိုက်ကျွန်တော်လည်းဟိုပြေးလိုက်ဒီဘပြေးလိုက်တော့လိုက်နောက်ကျန်သေးတယ်ရတယ်နော်ตาလေးလောက်ထားပြီပြေးနေမင်းတို့ကလည်းမပြေးနဲ့ခုလေးနောင်းလိုက်တာလေကြောင့်လာတာအရှိမနော်သူ့လိုตาလေးသူ့လိုမပြစ်သေးဘူးရတယ်ပြစ်သေးဘူးအောင်ဓာတ်နဲ့ထိုးမှာဓာတ်နဲ့ထိုးပြီးတော့စပိတ်ဆွဲမှာလာတာရောတော့အိတ်လိုက်တော့ကဲဒါကတော့နောက်ဆုံးပေါ့နော်တူချင်တဲ့တကောင်ပဲဖြစ်ပါလေနော်တူတကောင်ဘယ်လိုပြတ်သွားမလဲဆိုတော့ကျွန်တော်တက်ပိဖောက်ပြီးတော့ပြတ်ပလိုက်ရှုပ်လို့ပြင်ကိုခေါင်းတက်ပိဖောက်ပြတ်တော့ခေါင်းလေးကြည့်တာပါတယ်ကဲဒီမှာနောက်တော့ကျွန်တော်တို့နော်သွားပြီးဟိုမြက်ကဲတော့ဝစ်နေတာနွားလိုမျိုးနော်မျက်စားနေတာရော့ပြီးမျက်ကုံးစားလိုက်အမနော်ဟုတ်တယ်မျက်ကုံးစားနေတာပါတဲ့လိုက်ပြီးသွားပြီ